Hello ဒီချက်သေးတွေပါရှင်အလောက်ကပြန်လာလဲကျုံမဲ့သူရှိပါတယ်သူကလေကျမအဆောင်ရှိရောက်တာနဲ့ကျမဖက်နဲ့တန်ကြတာနဲ့လာကြွားတယ်ဒီနေ့ကတော့အလောက်ကနေပြန်လာတာနည်းနည်းလေးနောက်ကျပါတယ်ဘာလို့နောက်ကျနေရလဲဆိုရင်ကျမရဲ့ကလေးလေးတယောက်ကသူ့အိမ်ကလာကြွတာနောက်ကျနေလို့ကျမပါလိုက်ဆောင်ပေးနေတာပါဒီနေ့ကတော့ကြောက်မအရန်ကိုစိတ်ချမ်းသာခဲ့ရပါတယ်ဘာလို့လဲဆိုရင်ကျမရဲ့ကလေးလေးတွေကျမကိုလှရလို့ပြောလို့ပါတနေ့ကြောင်းကနေပြန်လာရင်ကျမကချင်းခလုံးနဲ့ပြန်လာတယ်လို့မရှိပါဘူးစားစရာတောက်စရာအပြည့်နေပါအဲ့ဒါကလည်းကျမဟာရင်မဟုတ်ပါဘူးသူများရိုက်ကျွေးတာပါအလောက်ကနေဘလောက်ပဲပေးပေးမနဲ့ပြန်လာကျမမှန်တော့ရအောင်ကြည့်ပါတယ်ဘာလို့လဲဆိုရင်တနေ့ကဟာငါပုံစံကြီးများခွမ်းနေမလားဆိုပြီးတော့အော်ဆိုတော့မဆိုပါဘူးလေရှိစပင်းနေရတော့ရှုပ်ရှက်ခတ်လို့ပေါ့နော်တခုခုဆိုရင်အပြင်ပိုင်းတိုင်းမခိုင်နိုင်တဲ့ကျမကတော့အလောက်ကနေပြန်လာအခုအိယာတွေကိုပဲပြစ်လဲချင်နေပါပြီအော်ဒါမှပြစ်လဲလို့မရသေးဘူးငါခုနမကလာသီးလေးကိုစားပါတယ်တောက်ပါတယ်စားကြပါဦးကျွေးတော့ပါဦးတလုံးမရှိရစားပြီးတော့ပြီးရင်တော့ကျမအောက်ထပ်မှာကျမထိုင်နေကြခုံနဲ့လေးမှာပါကျမစိတ်အပန်းဖြေပါဒီနေရာလေးကကျမအလောက်ကနေပြန်လာတဲ့အချိန်တိုင်းကျမနားနေကြနေရလေးပါကျမရေတန်းမချိုးသေးပါဘူးဘာလို့လဲဆိုရင်ကျမမနေ့ကလည်းရေမချိုးပါဘူးဒီနေ့လည်းကျမချိုးချင်မှချိုးမှာပါရှင်တို့လည်းမချိုးချင်မချိုးပါနဲ့အေးလိုပါစေစရာနဲ့ပြောပါပါရေမချိုးလည်းလှရလို့လှရလေးတည်ရမလားရေမချိုးလည်းကိစ္စမရှိဘူးเนาะကဲဒီနေ့ရောဆိုရင်3ရက်မြောက်ပါရေမချိုးချိုးတော့မယ်เนาะတက်တာ